ပြောတာလက္ခဏာဘယ်လိုဖြစ်တာဖြစ်ပါလက္ခဏာဆိုတတွေးလေချောင်းတက်တာလည်းမဟုတ်တတွေးတက်တယ်လို့မကြခဏထွေးကျင်တယ်ထွေးကျင်နေတာဒီနောက်မှာအဲ့ဒါစချင်းပြန်တာလေဒီမှာလေရိုးထဲမှာစစ်ထားမလားဟုတ်တယ်ရိုးထဲမှာ GRD လို့ခေါ်တာနော်ဗီဒီယို record လေးပေါ့နော်ပြောလို့ဒီလိုပဲလက်ကိုချိတ်ပြီးတော့အဲ့လိုရှူဟုတ်ကဲ့ရှူလက်ကရိုးရှူတာမဟုတ်ကျွန်တော်ဒီမဲ့လေအဲ့တော့ဒီလိုဟာမယ်ဒီလိုဟာတာဟုတ်ကဲ့ဂိုင်းမဒါဒီကျွန်တော်ပဲမဒီကျွန်တော်တို့ဒီကအဆုတ်မလားဟုတ်ကဲ့ဒီလိုဟာတာဒါကိုဒီလိုဟာတာအဲ့လိုဒီလိုဟာတာအဲ့တော့ဒီလက်ကိုချိတ်လိုက်ဟုတ်အောင်တာဟုတ်ပြင်းပြန်တော့အဲ့လိုဆိုရင်ကျွန်တော်တို့ကအဆိုင်အဝကိုကျင့်တာဟုတ်ကဲ့ကြက်သားကိုမဆယ်ကိုထိန်းတာပဲဟုတ်ကဲ့အသက်ရှူလေးကျင့်လို့ပြီးတော့ကျွန်တော်ဘလို့ထဲတဲ့ဟာကိုသွားကျင့်မှာတော့နှိပ်လို့လည်းမရဘူးအဆိုင်အဝကမလုံတာဟုတ်ကဲ့ကြီးရဒီဆိုဒီမှာ reflect သူတို့စစ်ထားပြီးသားဟုတ်ကဲ့ပေါ်ပြီးသားလေဒီမဲ့ဒီလက္ခဏာနဲ့နော်ဒီ face ကြီး9နှစ်လောက်ရှိပြီလားအော်10နှစ်လောက်တော့ရှိပြီလားအတန်ပြောင်းသွားတယ်ဆရာဟုတ်တယ်ဒီကနေဖြစ်သွားကျွန်တော်အတန်ပြောင်းတော့ तू ကအတန်ကြည့်ထားရမလားတန်ဦးတော့ကြည့်အတန်ဦးရောင်းနေတယ်ဟုတ်တယ်အဲ့ဒါပဲနောက်တစ်ခါခုပိတ်မရှိဟုတ်တယ်အတန်တော်နေနဲ့ပြဟုတ်တယ်အဲ့ဒါကြီးရဒီပဲနော်အဲ့တော့ဒီဟာပြန်လွှမ်းများတော့လေစချင်းပြန်လာများဒီနားမှာဒီခဏတပြည့်ထွေးနေဟုတ်တယ်ရင်ပူသေးလားတခါလေအရင်ကမပူဘူးဆရာကျွန်တော်ကကျတော့တင်ပေါ်မှာအလုပ်လုပ်တော့အဲ့လိုပေါ့4နာရီရာ8နာရီဆိုတာထမင်းစားပြီးတော့တန်းအိတ်တာတော့ပါအဲ့လိုဖြစ်သွားလို့တန်းလဲလို့မရဘူးလေအဲ့ချက်ချင်းလေးပဲခေါင်းအမြင့်နဲ့နေရတယ်သူကဒီအပေါ်မပြန်အောင်လို့ဟုတ်ကျော်ပဲတော့ကျင့်တယ်ဆိုတာအဆိုင်ဝါကိုဒီလိုမဆယ်ကိုကျင့်တာအဆိုင်ကိုကျင့်ပြီးတော့မပြန်တာပေါ့ဗျာတစ်ချက်လေးကျင့်ငယ်အသက်ရှူလေးကျင့်ငယ်နောက်တစ်ချက်ကခေါင်းမြင့်ထားတယ်နော်နောက်တစ်ချက်ကစားပြီးမလဲရအောင်ဟုတ်ကဲ့နောက်ဆုံးချက်ရည်ရွံ့ချက်အချက်ကကြီးရသည်တမအသားစားအသားစားနေလို့အသားစားဒါနေတယ်ဒါလုံးဝမစားလို့ဟုတ်တယ်အဲ့ဒါတဲ့ပဲတစ်ချက်ပဲဒါပဲနောက်ဆုံးပြအသားမစားလို့ဒါဟုတ်တယ်ဒါမှဟင်းသီးရညာစားမှန်တယ်အသီးအစားမကြမ်းပါဘူးဟုတ်ကဲ့ပါအသားစားရတယ်အသားစားမှအစားရင်အဝကအသားကြီးအဲ့အသားတက်လာမှာခုအသားမရှိဘူးဟုတ်ကဲ့အစားရင်ဝလုံးမို့ကြွက်သားအားနေတာပြောတယ်အသားစားနော်အကြီးရတယ်ကအသားစားတော့ဆိုတခါမှဆက်ချင်းမပြန်ဘူးဘဝမှာအဆိုင်ကြီးတော့မတော့ဘူးကျွန်တော်တပည့်တွေရှိတယ်ကျွန်တော်စေကမ်းမှာလှုပ်တွဲလုပ်နေ15နှစ်ရှိပြီကျွန်တော်အဆိုင်ကြီးတခါမှမတော့ဘူးသူတို့သိတယ်ဟုတ်ကဲ့အဲ့တော့အဆိုင်မှမဖြစ်တာအဲ့တော့ကျွန်တော်ကအသားစားတယ်ဒီ stress ရောတယ် stress စိတ်ဖိစီးမှုလုံးဝခေါင်းထဲမထားဘူး orderly ကျွန်တော်ပြောတဲ့ orderly ဒါပဲ orderly နဲ့အသားစားဒီရတယ်ဆရာဒါပဲဟုတ်ကြိုးစားတာလေကျင်းစားကျွန်တော်လည်းမရဘူးဒီဆိုတော့ကောင်းသွား10နှစ်လောက်ရှိပြီကျွန်တော်ဒီတိုင်းတော့မနေဘူးဒီတိုင်း10နှစ်လောက်ရှိပြီကျင့်ထားတာအဲ့ဒါလောကရမယ်မင်းကောင်းဆိုလာမြောက်လဲအေးဆေးပဲဒီနေ့မကဘလောက်ချမ်းသာလဲဘဝင်မြင့်ကြချာမရှိဘူးပြောချင်တာဒီလိုလေစိတ်ကိုထားတတ်တာမင်းမြောက်လဲငါအေးဆေးငါတို့လည်းချမ်းသာပြီဆိုခုမှလူနာများတာမဟုတ်ဘူးကိုယ်စိတ်ကအဲ့လိုပြပြတယ်မြောက်လဲမမြောက်ကြလဲဘာမှဖြစ်ဘူးအနေနိုင်တာပေါ့နေနိုင်တာစိတ်